皆さんこんにちはဒီနေ့မှာတော့ N2 ခန်းကြီး Master ရဲ့ Sanju Hachinichi ကိုလေ့လာသွားမယ်ပေါ့နော်အဲ့တော့ပါဝင်မဲ့ခန်းကြီးလေးတွေဒီခန်းကြီးလေးတွေအသေးစိတ်တစ်ခုချင်းစီဆက်ပြီးတော့ကြည့်ကြမယ်နော်အဲ့တော့109လုံးမြောက်ခန်းကြီးလေးရောက်သွားပြီအဲ့တော့109လုံးမြောက်ခန်းကြီးလေးကကြာဘာခန်းကြီးလေးလဲဆိုတော့ဒီခန်းကြီးလေးသူ့ရဲ့ခွန်းရော်မီနဲ့အွန်းရော်မီကိုအရင်ကြည့်မယ်ခွန်းရော်မီအနေနဲ့ကဘာလဲဆိုတော့ဟိုနဲဆိုတဲ့အယိုးဖြစ်သွားပြီးတော့နောက်တစ်ခုကဘာလဲဆေဘိုနဲဆိုရင်ကကြာတော့ကြောယိုးဖြစ်သွားတယ်ဒါစိန်နာကာတို့ဘာလို့နော်ကြောမှာသုံးတဲ့အတွက်ကြောင့်မလို့ကြောရဲ့အယိုးရဲ့ဆိုတော့ကြောယိုးဖြစ်သွားမှာနော်အဲ့တော့ဟုတ်ပြီအဲ့ဆိုရင်အွန်းရော်မီအနေနဲ့ကဘာလဲဆိုတော့ခိုချစ်ဆိုတာရှိတယ်အဲ့ခိုချစ်လေးကိုဘယ်လိုမျိုးသုံးလဲဆိုရင်ခိုဆက်ချစ်နော်ဒါလေးထိဆိုင်ချစ်လေးနော်အဲ့တော့ကြတော့ဗာလဲဆိုတော့ခိုဆက်ချစ်ဆိုရင်အယိုးကျိုးတာဖြစ်သွားမယ်ဟုတ်ပြီအဲ့ဒါဆိုရင်ဒီခန်းကြီးလေးရဲ့မှတ်နည်းကိုကြည့်ကြအောင်နော်အဲ့တော့ဒီခန်းကြီးလေးကိုဘယ်လိုမှတ်မလဲဆိုရင်သူနဲ့အရန်တူတဲ့စင်တူတဲ့ခန်းကြီးတွေကဗာလဲဆိုတော့စူဘဲရုဆိုတဲ့ခန်းကြီးလေးရှိတယ်အဲ့တော့စူဘဲရုဆိုတော့ချော်တယ်ဆိုတော့ရေပါမှာပေါ့နော်ရေကြောင့်မလို့ချော်တယ်လို့မှတ်ထားလိုက်နော်အဲ့တော့ဟုတ်ပြီချော်တယ်ဆိုတော့ချော်ရင်ဘာဖြစ်မလဲခိုဆက်ချစ်ဆိုတဲ့အယိုးကျိုးမှာပေါ့နော်ချော်လဲသွားတော့ခိုဆက်ချစ်ဆိုတဲ့အယိုးကျိုးသွားမယ်လို့မှတ်လိုက်တယ်ဆိုရင်ရေလေးကိုဖယ်လိုက်တာနဲ့ဘာဖြစ်သွားမလဲအယိုးဖြစ်သွားမယ်နော်ဟိုနဲဆိုတဲ့အယိုးဖြစ်သွားမယ်အဲ့တော့ဒါလေးကိုမှတ်မယ်ဆိုရင်ဘာလဲစူဘဲရုနဲ့မှတ်လိုက်မယ်အဲ့တော့109လုံးမြောက်ခန်းကြီးတွေကဘာလဲဆိုတော့ဟိုနဲအယိုးဆယ်ဘိုနဲကြောယိုခိုချစ်ဆိုရင်ဘာလဲခိုဆက်ချစ်အဲ့တော့အယိုးကျိုးတယ်ပေါ့နော်အဲ့တော့အိတ်ခန်းကြီးလေးဖြစ်သွားမယ်အဲ့တော့108လုံးမြောက်ခန်းကြီးကိုဆက်ကြည့်ကြမယ်108လုံးမြောက်ခန်းကြီးလေးကကြာဒီခန်းကြီးလေးသူ့ရဲ့ခွန်းရော်မီနဲ့အွန်းရော်မီလေးကိုအရင်ကြည့်မယ်ပေါ့နော်သူ့ရဲ့ခွန်းရော်မီအနေနဲ့ကကြာပါလဲဆိုတော့ဖူရှိဆိုတဲ့ခန်းကြီးလေးဖြစ်တယ်ဖူရှိဆိုတာကပါလဲဆိုတော့အစစ်အပိုင်းအခြားကိုပြောတာဖူရှိကအဲ့တော့ဟုတ်ပြီနောက်ထပ်အွန်းရော်မီအနေနဲ့ကနှစ်မျိုးရှိရဲပါလဲစစ်စစ်ရဲ့စစ်ချီရဲ့အဲ့တော့စစ်စစ်ကိုကြာဘယ်မှာသုံးလဲဆိုတော့မိနာဆန်တို့တီးပြီးသားဥဒုယာတီဆိုရင်ပါလဲခိချက်စစ်လို့ပြောတယ်ခိချက်စစ်ဆိုတာကဥဒုယာတီဖြစ်ပြီးတော့နောက်တစ်ခုကကြာပါလဲဆိုတော့စစ်ချီဆိုတဲ့ဟာလေးကိုကြာမမသုံးလဲဆိုအိုဆေချီဆိုတာကကြာဒီဂျပန်နှစ်ကူအစားအစာတစ်မျိုးပေါ့နော်အဲ့တော့အိုဆေချီဆိုတဲ့နှစ်ကူအစားအစာတစ်မျိုးဖြစ်မယ်အဲ့တော့ဟုတ်ပြီအဲ့ဒါဆိုရင်ဒီခန်းကြီးလေးကိုဘယ်လိုမှတ်ကြမလဲဆိုရင်နှစ်ပိုင်းပိုင်းမျိုးမှတ်လို့ရတယ်အပေါ်ကအပိုင်းလေးကကြာပါလဲဆိုတော့တခဲဆိုတဲ့ဝါအပိုင်းဝါကိုစားပြုတဲ့ခန်းကြီးလေးပေါ့နော်အဲ့တော့ဝါကိုစားပြုတဲ့ခန်းကြီးလေးဖြစ်တဲ့ကြောင့်မလို့ဝါအဲ့တော့ဒီဟာကြတော့ဒီအောက်ကပိုင်းလေးကကြာပါလဲဆိုတော့စုခုဆိုတဲ့ချက်ချင်းဆိုတဲ့အဓိပ္ပာယ်ရတဲ့ခန်းကြီးလေးအဲ့တော့ဘာလဲဆိုတော့ချက်ချင်းဆိုသလိုဝါကိုပိုင်းခြားလိုက်မှတော့ဘာဖြစ်သွားမှာလဲအပိုင်းခြားအစစ်အပိုင်းခြားလေးဖြစ်သွားမှာပေါ့ဝါရဲ့အစစ်အပိုင်းခြားလေးဖြစ်သွားမယ်လို့မှတ်လို့ရတယ်เนาะအဲ့တော့ကြာဘာဖြစ်တာလဲဆိုရင်ဒီဟာလေးကိုဘယ်လိုမှတ်ကြမလဲနှစ်ပိုင်းပိုင်းပြီးမှတ်မယ်ဒါကကြတော့တာခဲဆိုတဲ့ဝါလေးဖြစ်ပြီးအောက်ကကြတော့စုခုဆိုတဲ့ချက်ချင်းဆိုတဲ့အဓိပ္ပာယ်ရတဲ့ဟာလေးအဲ့တော့ကြာတော့ချက်ချင်းဆိုသလိုဝါကိုပိုင်းဖြတ်လိုက်တော့အစစ်အပိုင်းခြားလေးဖြစ်သွားတယ်လို့မှတ်လိုက်မယ်ဖူရှိဆိုတဲ့အစစ်အပိုင်းခြားဖြစ်သွားတယ်လို့မှတ်လို့ရတယ်အဲ့တော့ဗာလဲခွန်းရော်မီအနေနဲ့ကဖူရှိအစစ်အပိုင်းခြားဖြစ်ပြီးတော့အွန်းရော်မီအနေနဲ့ကဆက်ချစ်ကခိဆက်ချစ်ဆိုတဲ့ယာတီဥဒုမှာသုံးပြီးတော့နောက်တစ်ခုကကြာဆက်ချီကကြတော့ဗာလဲနှစ်ခုအစားအစာတစ်မျိုးဖြစ်တဲ့အိုဆေချီဆိုတဲ့ဂျပန်နှစ်ခုအစားအစာမှာသုံးတယ်အဲ့တော့108လုံးမြောက်ခန်းကြီးလေးကလည်းပြီးသွားပြီအဲ့တော့109လုံးမြောက်ခန်းကြီးကိုဆက်သွားကြမယ်109လုံးမြောက်ခန်းကြီးလေးကကြာဒီခန်းကြီးလေးသူ့ရဲ့အွန်းရော်မီကိုပြောမယ်အွန်းရော်မီကဗာလဲဆိုရှောဒီရှောလေးကဘာမှသုံးလဲဆိုရှောဆိုတာကကြတော့ဗာလဲဆိုယောဂလက္ခဏာကိုပြောတာအဲ့တော့နောက်တစ်ခုကကြာဗာလဲဆိုယောဂလက္ခဏာကိုပြောတာဖြစ်တဲ့အတွက် K ရှောဆိုတာကြာဒါခါရီခန်းကြီးလေးပေါ့တယ်ပေါ့နော်အဲ့တော့ပို့တဲ့ယောဂဆိုတော့ဘာဖြစ်တာလဲဆိုတော့ယောဂအပျော်စားပေါ့ဗာလဲပို့တဲ့ယောဂဆိုရင်ယောဂအပျော်စားဖြစ်ပြီးတော့အဲ့ဒါဆိုရင်သူ့ရဲ့ gyak ဆိုရင်ဘာဖြစ်မလဲဆိုတော့ဒီ omoi ခန်းကြီးလေးနဲ့ဒါတွဲလိုက်တယ်ဆိုရင်ဘာဖြစ်သွားမလဲဆိုတော့ juice shorts ဖြစ်သွားမယ်ဗာလဲ omoi ခန်းကြီးလေးနဲ့ဒါကြခါရီခန်းကြီးနဲ့တွဲလို့ omoi ခန်းကြီးနဲ့ကြာရင် juice short ဖြစ်သွားပြီးတော့ဗာလဲဆိုတော့ယောဂအပြင်းစားဖြစ်သွားမယ်เนาะအဲ့တော့ဟုတ်ပြီအဲ့ဆိုရင်ဒီခန်းကြီးလေးရဲ့မှတ်နည်းကိုဆက်ပြောကြမယ်အဲ့တော့မှတ်နည်းအနေနဲ့ကကြတော့ရှင်းတယ်ပေါ့เนาะဒီအပေါ်နှစ်ပိုင်းရှိရယ်ဒီအပြင်အပိုင်းလေးကကြာတော့ဘျောခီတို့ဘာလို့မှာပါတဲ့ဒီခန်းကြီးလေးအဲ့တော့နာမကျန်းဖြစ်ခြင်းကိုပေါ့နော်ပြောတဲ့အခါမှာသုံးများတယ်အဲ့တော့ကြာဒီဟာလေးကနာမကျန်းဖြစ်ခြင်းဟုတ်ပြီအဲ့ဒါဆိုရင်ဒီအထက်ကခန်းကြီးလေးကဘာလဲဆိုတော့တိပြီးသားမင်းနဲ့ဆက်တာသားရှိဆိုတဲ့မှန်ကန်တယ်ဆိုတဲ့ခန်းကြီးလေးအဲ့တော့ဘာဖြစ်တာလဲဆိုတော့နာမကျန်းဖြစ်တာမှန်ကန်တယ်ဆိုရင်ရှောဆိုတဲ့ယောဂလက္ခဏာဆိုတာကပေါ်မယ်လို့ပြောလို့ရတယ်အဲ့တော့ဗာလဲနာမကျန်းဖြစ်တာဒါကနာမကျန်းဖြစ်တာဒါအမှန်ကန်ဆိုရင်ပေါ့နော်လိန်နာမဟုတ်ပဲအမှန်ကန်ဆိုရင်ယောဂလက္ခဏာပေါ်မယ်လို့မှတ်လိုက်မယ်ဆိုရင်ဗာလဲသူကရှောဆိုတဲ့ယောဂလက္ခဏာဖြစ်ပြီးတော့ K ရှောဆိုရင်ရောယောဂအပျော့စားဖြစ်မယ် Ju ရှောဆိုရင်ကဘာဖြစ်မှာလဲဆိုတော့ယောဂအပြင်းစားပြင်းထန်တဲ့ယောဂလို့လည်းပြောလို့ရတယ်ဟုတ်ပြီအဲ့ဒါဆိုရင်109လုံးမြောက်ခန်းကြီးလေးကလည်းပြီးသွားပြီဆိုတော့ဒီနေ့အတွက်
ခန်းကြီးပေါ့နော်day 38အတွက်ကပြီးသွားပြီအဲ့တော့皆さんありがとうございますまたねバイバイ